အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရှိမှာ Android ပေါင်းလုံးဝအမျိုးအစား share အမှန်ကန်ကိုပြန်ရောက်တယ်ဒီအားဆက်အလုံးကြီးရလည်းနည်းနည်းပဲရောက်တဲ့အတွက်ကိုမိတ်ဆွေတို့လိုအဲ့တော့မိတ်ဆွေတို့မှာယူနိုင်တာဖြစ်တယ်လုံးဝသူ့ရဲ့ packaging ကအစတော်တော်လေးကိုမိုက်သွားပြီနောက် run 4နဲ့ဖြစ်သွားပြီကျွန်တော်ရှိရဝယ်တဲ့ဆက်တွေအားလုံးကျွန်တော်ဘရောအခါမှာကလုံးတွေအတူပါတွေမရောင်းဘူး original ဆက်တွေကိုပဲရောင်းတယ်ကျွန်တော်ရှိရဝယ်ဘူးတဲ့ customer တွေလည်းသိတယ်ဒီအမျိုးအစားဆိုရင်လည်းလူတော်တော်များများသိပြီးသားအမျိုးအစားဖြစ်တယ်လို့လူကြိုက်များတဲ့အမျိုးအစားလည်းဖြစ်တယ်အဲ့တော့ H96 Ju Pro Plus ဖြစ်သွားပြီသူကနောက် run 4နဲ့လာတယ် run 4မှာ storage 32နဲ့ဖြစ်သွားပြီအပေါက်တွေဆိုရင်လည်းရွတ်သမျှအပေါက်တော်တော်လေးကိုစုံစုံလင်းလင်းကိုပါတာဖြစ်တယ်တော်တော်လေးကိုစုံစုံလင်းလင်းပါတာဖြစ်တယ်နောက်သူ့ထဲမှာအာတာချက်က remove ကအစ Bluetooth remove ဖြစ်သွားပြီဒီအတွက်မှာအင်မတန်သုံးလို့ကောင်းတဲ့ဆက်လေးဖြစ်တယ်နောက် Wi-Fi ဆိုရင်လည်းတော်တော်လေးကိုဆွဲအားကောင်းတယ် Wi-Fi 6တပါးတွေနဲ့ဖြစ်သွားပြီနောက်သူ့ထဲက packaging ကအစတော်တော်လေးမိုက်တယ်ကျွန်တော်ဒီဆက်လေးတော်တော်လေးသဘောကျတယ်အဲ့တော့ packaging လည်းမိုက်တယ်ဖော်တပါးတွေနဲ့နောက်သူ့ထဲမှာအောက်မှာဒါမျိုးဘူးလေးတစ်ဘူးပါမှာဖြစ်တယ်ဒီဘူးထဲမှာဆိုရင်တော့မိတ်ဆွေတို့သိတဲ့အတိုင်းပဲဒီ user guide ပါမယ် HDMI ကြိုးတစ်ကြိုးပါမယ် HDMI ကြိုးပါမယ် adapter ပါမယ် user guide ပါမယ် remove ပါမှာပေါ့အဲဒီထဲမှာပြီးတော့ဒီသူ့ရဲ့ adapter တွေပါတွေကအစ quality တော်တော်လေးကိုကောင်းတယ်နောက် remove ကလည်း bluetooth remove ဖြစ်သွားတဲ့အတွက်ကိုမိတ်ဆွေတို့ဆက်ကိုတဲပြနေစရာမလိုဘူးအလွယ်တကူပဲအဝေးကနေပြီးတော့လှမ်းပြီးနှိပ်လို့ရမှာဖြစ်တယ်ဒီဆက်ကျွန်တော်ရှိမှပစ္စည်းအနည်းငယ်ပဲပြန်ရောက်တော့မိတ်ဆွေတို့လိုအပ်တဲ့မိတ်ဆွေတွေမှာယူနိုင်တာဖြစ်တယ်ကျွန်တော်အကောက်ထဲမှာဖုန်းနံပါတ်လေးလည်းတင်ပေးထားတယ်ဖုန်းဆက်ရွက်ဖြစ်စေ Viber ဖြစ်စေဆက်သွယ်မှာယူနိုင်တာဖြစ်တယ်လောလောဆယ် daily ရောက်တဲ့မျိုး daily နဲ့ပို့လို့ရတဲ့မျိုးတော်တော်များများကိုကျွန်တော်အင်ရောင်းငွေချေလေးလည်းပို့ပေးတယ်အားလုံးကျေးဇူးပါ